မင်္ဂလာပါရှင်စုဒီတစ်ခါဖက်ပြပေးမှာတော့ဒီလိုဂရိတီတဲ့အမျိုးသမီးတစ်ယောက်ကိုဆုံးရှုံးလိုက်ရင်မင်းဘဝမှာနောက်တစ်ချိန်ပြန်မတွေ့နိုင်တော့ဘူးဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီအမျိုးသမီးကဘလို့စိတ်သက်ပိုင်ရှင်လဲဆိုတာစုနဲ့အတူစက်ကြည့်ရအောင်နော်တချို့လူတွေကသူမကဘာလို့ဒီလောက်အကြာကြီးတီးခံနိုင်တာလဲဘာလို့မခွဲသွားတာလဲဘာလို့အမြဲခွင်းလွန်နေတာလဲလို့မေးတတ်ကြတယ်ဒါပေမဲ့ဒီအဖြေကရိုးရှင်းပါတယ်သူမဟာအားနည်းလို့လည်းမဟုတ်ဘူးရွေးချယ်စရာမရှိလို့လည်းမဟုတ်ပါဘူးသူမဟာတကယ်ကိုချစ်ပြီးဆိုရင်အသက်နဲ့လဲပြီးဂတိတည်တတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လို့ပါဒီလိုအမျိုးသမီးတစ်ယောက်ကိုတွေ့ရတာကကံကောင်းခြင်းတစ်ခုပါပဲဒါပေမဲ့ပိုင်ဆိုင်ထားပြီးမှတန်ဖိုးမထားခဲ့ရင်အဲ့ဒီကံကောင်းခြင်းကတနေ့မှမင်းဘဝရဲ့အကြီးဆုံးနောင်တအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ဂတိတည်တဲ့အမျိုးသမီးတစ်ယောက်ဟာအချက်ကိုစိတ်ကူးရင်ဇလန်းလို့မမြင်ပါဘူးသူမကသိတယ်လူတိုင်းမှာအားနည်းချက်ရှိတယ်အမှားရှိတယ်လိုအပ်ချက်တွေရှိတယ်ဒါကြောင့်သူမစပြီးတော့လက်တွဲလိုက်တဲ့အမျိုးသားကသူမမျှော်လင့်ထားသလိုမျိုးဖြစ်မလာတဲ့အခါငါထွက်သွားမယ်လို့အလွယ်တကူမပြောပါဘူးသူမအရင်ဆုံးလုပ်တာကဘလို့ကူညီပေးရမလဲသူ့ရဲ့အားနည်းချက်တွေကိုဘလို့ပြောင်းလဲပေးရမလဲဒီလိုပိုကောင်းလာအောင်ဘလို့တွန်းပို့ပေးရမလဲဆိုတာကိုပဲစဉ်းစားပါတယ်သူမကဝေဖန်ဖို့ထက်လက်တွဲဖို့ကိုပဲရွေးချယ်ပါတယ်အပြစ်တင်ဖို့ထက်နားလည်ပေးဖို့ကိုပဲရွေးချယ်တတ်ပါတယ်လက်လျှော့ဖို့ထက်ပြုပြင်ဖို့ကိုပဲရွေးချယ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမရဲ့အချစ်ကခံစားချက်တစ်ခုတည်းမဟုတ်ပါဘူး။တာဝန်ယူမှုလည်းပါတယ်၊ဂရုတည်မှုလည်းပါပါတယ်။သစ္စာတရားလည်းပါပါတယ်။တချို့အမျိုးသမီးတွေကအခက်အခဲတွေတွေ့တာနဲ့ထွက်သွားနိုင်ပါတယ်။ဒါပေမဲ့ဒီဂရုတည်တဲ့အမျိုးသမီးကတော့မင်းကြရှုံးတဲ့နေ့တွေမှာတော့အနားမှာရှိပေတယ်။မင်းငွေမရှိတဲ့နေ့တွေမှာမင်းကိုလူတိုင်းစွန့်ပစ်တဲ့နေ့တွေမှာသူမကမင်းဘေးမှာရက်နေတော့မှာပဲ။သူမမျှော်လင့်တာကတနေ့မင်းနိုးထလာလိမ့်မယ်တနေ့မင်းပြောင်းလဲလာလိမ့်မယ်တနေ့မင်းဒီမြတ်တာကိုနားလည်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ပါပဲဒါပေမဲ့လူတိုင်းကိုပြုပြင်လို့တော့မရပါဘူးတချို့လူတွေကအခွင့်အရေးကိုမမြင်ဘူးတန်ဖိုးကိုလည်းမသိပါဘူးမြတ်တာကိုအားနည်းချက်လို့ထင်လိုက်တယ်သစ္စာကိုလည်းအယူလုံးလို့ရတဲ့အရာလို့ထင်နေကြတယ်အဲ့ဒီအချိန်မှာဂရိတည်တဲ့အမျိုးသမီးကငါပင်မဲနေပြီလို့မပြောသေးပါဘူးသူမကဒါငါဝေကျွေးပဲဖြစ်မှာပါလို့တောင်တွေးပြီးအဆုံးထိအတူရှိပေးဖို့ကြိုးစားတတ်ပါတယ်ဒီလိုမျိုးသမီးတွေကကိုဘဝကိုမရက်တည်နိုင်လို့မဟုတ်ပါဘူးတကယ်တော့သူမကကိုချရောက်ဘောကိုရက်တည်နိုင်တယ်အလုံးလုံးနိုင်တယ်ငွေရှာနိုင်တယ်ကိုဘဝကိုတိဆောက်နိုင်တယ်ရုပ်ရည်လည်းတင့်တင့်ရှိတယ်ကျင်ညာလည်းရှိတယ်အကျင့်စာရိတ္တလည်းကောင်းတယ်ဘာသာတရားကိုက်ဆိုင်ပြီးစိတ်ထားကလည်းနူးညံ့သေးတယ်သူမဟာကြီးပြည့်စုံတဲ့လူတော့မဟုတ်ပါဘူးဒီလောကမှာကြီးပြည့်စုံတဲ့သူရဲ့လူတော့မရှိဘူးဒါပေမဲ့လူကောင်းတစ်ယောက်မှာရှိတဲ့ရှိထိုက်တဲ့တန်ဖိုးတွေရိုးသားမှုတစ္ဆာတာဝန်ယူမှုစာနာမှုလေးစားတတ်မှုသိခံနိုင်မှုခွင့်လွှတ်နိုင်မှုကိုတန်ဖိုးထားတတ်မှုစတဲ့အဲ့ဒီအရာတွေကိုဟန်ချက်ညီညီပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါဒါကအလှတရားထက်ပိုပြီးတော့ရှားပါတယ်ပိတ်ဆန်ထက်လည်းပိုရှားပါတယ်ဒီလိုမျိုးသမီးတစ်ယောက်ကမင်းနဲ့အတူရှိနေတာသူမမှာရွေးချယ်စရာမရှိလို့မဟုတ်ပါဘူးမင်းထက်ပိုကောင်းတဲ့သူမတွေ့လို့လည်းမဟုတ်နေဘူးသူမတကယ်ချစ်ခဲ့လို့ပါတနေ့ဘလို့ပဲဖြစ်ဖြစ်အတူရှိမယ်လို့ပြောခဲ့တဲ့စကားကိုသူမနှလုံးသားနဲ့တီးခဲ့တာပါပါဇက်နဲ့တီးခဲ့ရုံနဲ့မဟုတ်ပဲနှလုံးသားနဲ့တည်တည်ချာချာကြီးတီးဆောက်ခဲ့တာမို့လို့ပါဒါပေမဲ့လူတချို့ကဒီလိုမိန်းမမျိုးကိုရထားတဲ့အချိန်မှာတန်ဖိုးမထားကြပါဘူးအမြဲရှိနေမှာပဲလို့ထင်ကြတယ်ဘလောက်နာကျင်မခွဲသွားဘူးလို့ထင်ကြတယ်သူမငိုနေတာကိုမမြင်ကြဘူးသူမစိတ်ကြနေတာကိုမသိကြဘူးတခါတလေအပြစ်တောင်တင်လိုက်ပါသေးတယ်သူမကဝမ်းနဲ့လွယ်တယ်မျက်ရည်လွယ်တယ်လွယ်လိုက်တာလို့ဆိုပြီးတော့ပဲမတိကျိုးကြုံပြုတ်ပြီးတော့အပေးရမယ့်အစားအပြစ်ပဲတင်တက်ကြပါတယ်သူမနေတိုင်းကိုနှစ်သိမ့်နေရတာကိုမခံစားပေးကြပါဘူးလူတရားရဲ့တီးခံမှုကအဆုံးမရှိဘူးလို့မထင်ပါနဲ့အချစ်ကကြီးမားလီလီနာကျင်မှုကလည်းကြီးမားလီလီပါပဲတနေ့သူမရဲ့နှလုံးသားကလုံလောက်ပြီလို့ပြောတဲ့အချိန်ရောက်လာရင်သူမကဒေါသနဲ့ထွက်သွားမှာမဟုတ်ပါဘူးတိတ်လေးထွက်သွားပါလိမ့်မယ်အဲ့ဒီတိတ်ဆိတ်မှုကအော်ဟစ်ငိုကြွေးတာထက်ပိုပြီးတော့ကြောက်ဖို့ကောင်းပါတယ်သူမထွက်သွားပြီးမှမင်းတတိယလာလိမ့်မယ်အင်ပြန်လာတိုင်းစောင့်နေတဲ့သူမရှိတော့ဘူးစိတ်ပင်ပန်းတိုင်းနားထောင်ပေးမဲ့သူမရှိတော့ဘူးအောင်မြင်ရင်ခေါ်ယူပေးမဲ့သူကတော့မင်းသားမှာဝိုင်းနေပါလိမ့်မယ်ဒါပေမဲ့ကြာရှုံးရင်လက်တွဲထားပေးမဲ့သူကတော့ရှိတော့မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာမင်းနားလည်လာလိမ့်မယ်ပိတ်ဆန်နဲ့ဝယ်လို့မရတာအချစ်စစ်ပဲဆိုတာကိုပေါ့
ဘဝမှာလှတဲ့လူကိုထပ်တွေ့နိုင်တယ်ချမ်းသာတဲ့လူကိုလည်းထပ်တွေ့နိုင်တယ်ပညာတတ်တဲ့လူကိုလည်းထပ်တွေ့နိုင်တယ်ဒါပေမဲ့ရိုးသားမှုသစ္စာမေတ္တာတာဝန်ယူမှုစာနာမှုဘာသာတရားကမ်းဆိုင်မှုကိုချရဘော်ကိုယက်တည်နိုင်မှုဒီလိုရည်ချင်းတွေကိုဟန်ချက်ညီညီပိုင်ဆိုင်ထားပြီးမင်းကိုစိတ်ရင်းနဲ့ချစ်တဲ့သူကိုတော့နောက်တစ်ချိန်ပြန်တွေ့ဖို့မလွယ်ပါဘူးဒါကြောင့်ဒီနေ့မင်းဘေးမှာဒီလိုမျိုးသမီးတယောက်ရှိနေသေးတယ်ဆိုရင်သူမကိုမျက်ရည်ကျအောင်မလုပ်ပါနဲ့သူမရဲ့သစ္စာကိုအားနဲ့ကျက်လို့မမြင်ပါနဲ့သူမရဲ့ခွင့်လွှတ်မှုအခွင့်အရေးယူဖို့မကြိုးစားပါနဲ့သူမအချက်ကိုအလကားရတဲ့အရာလို့မသတ်မှတ်ပါနဲ့တန်ဖိုးထားပါလေးစားပါကာကွယ်ပေးပါဘာလို့လဲဆိုတော့ဒီလိုမျိုးသမီးတယောက်ဟာမင်းဘဝရဲ့အကြီးမားဆုံးကံကောင်းခြင်းဖြစ်နိုင်တယ်လို့ဆုံးရှုံးလိုက်ရင်လည်းမင်းဘဝတစ်လျှောက်လုံးနောင်တရစေမဲ့လူတစ်ယောက်လည်းဖြစ်နိုင်လို့ပါဒီဗီဒီယိုကတင့်နှလုံးသားကိုတစ်ခုခုထိမိသွားတယ်ဆိုရင် like လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ comment မှာလည်းတင့်ရဲ့အမြင်နဲ့အတွေ့အကြုံတွေကိုမျှဝေပေးနိုင်ပါတယ်လူကောင်းတစ်ယောက်ကိုတန်ဖိုးထားတတ်ဖို့အချစ်စစ်ကိုဆုံးရှုံးပြီးမှနောင်တမရဖို့ဒီဗီဒီယိုကိုတင်ချစ်တဲ့သူတွေနဲ့လည်းမျှဝေပေးလိုက်ပါနောက်ထပ်ဘဝအတွက်အတွေးမြင်ကောင်းတွေစိတ်ခွန်အားပေးတဲ့ဗီဒီယိုအသစ်တွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ Super You Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်ရှင်